မင်္ဂလာပါ MBH ကပါခုပြပေးမယ့်ပစ္စည်းလေးကတော့မျက်မှန်တမားတွေအတွက်ထုတ်ထားပေးတယ်ကျွန်တော်တို့မျက်မှန်ချိုးလေးပေါ့ eyeglass strap look လေးပေါ့ကျွန်တော်တို့ကတော့ဆီလီကွန်ရဲ့နိုင်လွန်နဲ့ရောပြီးထုတ်ထားပေးပါတယ် site ကတော့အတူဆုံးထားပုံမှန်ထားတဲ့အနေထားမှာ25 cm ရှိပြီးတော့ကျွန်တော်တို့အရှည်ဆုံးဆွဲထုတ်နိုင်တဲ့ site ကတော့ကျွန်တော်တို့ရှည်ကတော့40 cm ရှိပါတယ်ဥကောင်း site မျိုးစုံနဲ့သုံးခုလို့ရအောင်ထုတ်ထားပေးပါတယ် unisex ပါကြားမှမရွေးသုံးလို့ရပါတယ်အဲ့တော့ဒီဟာလေးကကျွန်တော်တို့မျက်မှန်တက်ပြီးအားကစားလုပ်တဲ့သူတွေအတွက်ထူးတင်လို့တဲ့ဂျူးလေးပါကျန်းကျန်းနန်းနန်းလှုပ်ရှားလဲမျက်မှန်တော့တောင်းကျွတ်ဖို့အနေထားမရှိတော့ပါဘူးခင်ဗျာတက်ပြီးတုံးတဲ့အနေထားကလည်းကျွန်တော်တို့ style တော်တော်ကျပြီးတော့ကြည်ကောင်းတဲ့ဂျူးအမျိုးသားတွေမှာပါတယ်ဂျူးအမျိုးသားလေးပါခင်ဗျာအဲ့တော့အသားနဲ့ထိစပ်ပြီးအသုံးပြုရမယ့်ဆီလီကွန်ကလည်းအမျိုးသားကောင်းတဲ့ဆီလီကွန်တွေကိုထုတ်ထားပေးပါတယ်ခင်ဗျာအဲ့တော့စိတ်ဝင်စားလို့မှာယူနေဆိုရင်ကျွန်တော်တို့ MBH ကိုအချိန်မီအားပါတရဆက်တွဲဝိုင်းနေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်